မကြောက်နဲ့ငါမင်းနဲ့အတူရှိတယ်မင်္ဂလာပါခင်ဗျာဒီနေ့မှာစိတ်ပင်ပန်းနေတဲ့သူတွေဒါမှမဟုတ်စိုးရင်ပူပန်မှုတွေရှိနေတဲ့သူတွေအတွက်ခွန်အားဖြစ်စေမယ့်အကြောင်းအရာကိုဝေမျှချင်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာအလောအကိုင်အတွက်ပဲဖြစ်ဖြစ်မိသားစုရဲ့အတွက်ပဲဖြစ်ဖြစ်စိုးရင်ပူပန်မှုကရှိတတ်ကြပါတယ်အစဉ်ပြေဖို့ကြိုးစားရင်မျိုးနှင့်တူတူဖြစ်မလာတဲ့အခါစိတ်သက်ကြရတယ်မဟုတ်လားဒါပေမဲ့ကျမ်းစာထဲမှာဖော်ပြထားပါတယ်မစိုးရင်နဲ့ငါသည်တင်းဖက်မှာရှိ၏မကြောက်နဲ့တင်း၏ဘုရားသခင်ငါသည်တင်းကိုခိုင်ခန့်စေမည်တင်းကိုစောင်းမမည်ငါတစ္ဆာလည်းရလည်းဖြင့်ထောက်ပင့်မည်လို့ဘုရားသခင်ကပြောထားပါတယ်ဒါကြောင့်မိတ်ဆွေအတွက်စိုးရိမ်နေရတဲ့အရာတွေမိတ်ဆွေမတတ်နိုင်တော့တဲ့အရာတွေကိုဘုရားသခင်ရဲ့လက်တော်ထဲယုံကြည်စွာအနံ့လိုက်ပါဘုရားသခင်ရဲ့မဆာမှုနဲ့ဆိုရင်မိတ်ဆွေအခက်ခဲမှန်တဲ့များကိုကျော်လွှားနိုင်ပါတယ်မိတ်ဆွေယေရှုဘုရားကိုမတည်သေးဘူးဆိုရင်မိတ်ဆွေရဲ့အခက်အခဲကိုပြောပြရင်အစာပြုလိုက်ပါ